ဒီပွဲစဉ်လေးကတော့ Stamford Bridge ကွင်းထဲကရင်ခုန်စိတ်လုံရှားစရာအခိုက်အတန့်လေးတစ်ခုပါပဲကွင်းလယ်မှာကိုင်းစီတို့တယောက်နေရာလွတ်လေးနဲ့ရသွားတယ်အဲ့ဒီအချိန်မှာပဲနက်တိုကအသင့်ပြင်ပြီးထွက်သွားခဲ့ပါတယ်ကိုင်းစီတို့စီကထွက်လာတဲ့ပေးပို့မှုကတော့တကယ်ကိုအတိအကျပါပဲနက်တိုကဘောလုံးကိုလက်ခံရရှိပြီးတာနဲ့ပက်ဒရိုအတွက်ဂိုးရှိကိုဖျက်တင်ပေးလိုက်တော့တာပေါ့ဘောလုံးကဂိုးစီကိုကြော်ဖြတ်သွားခဲ့ပြီးချယ်လ်ဆီတို့ဥဆောင်ဂိုးရသွားပါပြီဒီလူကတော့ထပ်ပြီးဂိုးသွင်းပြန်ပြီပေါ့ပက်ဒရိုစီရောက်သွားတဲ့ကိုင်းစီတို့ရဲ့အဲ့ဒီပေးပို့မှုကတကယ်ကိုအံ့မခံပါပဲကိုင်းစီတို့ကနေပက်ဒရိုအဲ့ဒီကနေတဆင့်ဂိုးပိုက်သေးကိုတန်းကနေပါပဲဒါဟာပက်ဒရိုအတွက်9ပွဲမှာ6ဂိုးမြောက်သွင်းဂိုးထူသလို Stamford Bridge မှာကစားခဲ့တဲ့နောက်ဆုံး4ပွဲလုံးဂိုးသွင်းနိုင်ခဲ့တာပါဒီရောက်သည့်အတွက်သူသွင်းယူရဲ့14ဂိုးမြောက်ဂိုးလည်းထူပါတယ်ချယ်လ်ဆီတို့ပွဲစပြီး4မိနစ်တောင်မပြည့်ခင်ပါတယ်အသာစီးရသွားခဲ့တာပါတကယ်တော့ဒီယာဒီမှာကိုင်းစီတို့ရဲ့ကစားပုံကနောက်ထပ်အဆင့်တန်းတစ်ခုကိုမြင့်တက်သွားပြီလို့တောင်ပြောလို့ရပါတယ်ပွဲကဆက်ပြီးအရှိန်တက်လာတယ်ပက်ဒရိုကဘောလုံးကိုအမြင့်ဘောနဲ့ကန်တင်လိုက်တာဝါကာရဲ့ဒူးနဲ့ထိပြီးဝေ့ထွက်သွားခဲ့တယ်အဲ့ဒီမှာပဲပါလမာတယောက်ဘောလုံးနဲ့အတူပြီးထွက်ဖို့အခွင့်အရေးရသွားတာပေါ့ဝါကာတယောက်သူ့နောက်ကိုမမီတော့ဘူးပါလမာကဂိုးပေါက်ကိုပြစ်မှတ်ထားပြီးကန်သွင်းလိုက်ပေမဲ့ဂိုးသမားကိုတော့ကြော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ဘောလုံးကဂိုးရှိကိုဝဲတက်လာပြန်တယ်ပက်ဒရိုရောချယ်လ်ဆီအတွက်ပါဒုတိယမြောက်ဂိုးရဖို့လက်တကန်းအလိုပါပဲဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူခေါင်းတိုက်လိုက်တဲ့ဘောလုံးကလိုတာထက်နည်းနည်းလေးများသွားခဲ့လို့ဂိုးဘေးကနေထွက်သွားခဲ့ပါတယ်ဒါပေမဲ့ဒီပွဲရဲ့အလှည့်အပြောင်းကဒီမှာပဲစတာပါတွစ်တင်နဲ့ကာနင်းတို့ကြားမှာဘောလုံးကပက်ဒရိုစီရောက်ပြီးနောက်ပြန်ပေးလိုက်တဲ့အချိန်မှာတော့ဝက်စလီဖိုဖာနာတယောက်အနီးကပ်ထိသွားခဲ့ပါတယ်ဒါဟာသူ့အတွက်ဒုတိယမြောက်အဝါကတ်ထီလို့ကွင်းထဲကထွက်ခွာပေးခဲ့ရပြီးချယ်လ်ဆီတို့စစ်လက်တဲနဲ့ကြံရစ်ခဲ့တာပေါ့ဒီအခြေအနေကပွဲရဲ့အရှိန်ဟုန်ကိုတမျိုးတစ်ဖုံပြောင်းလဲပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဇီဝွန်ဖလမ်မင်းရဲ့တွင်ကိုကြောင့်ဘန်လီအသင်းဟာသူတို့အတွက်အဖိုးတန်းတဲ့တရေတမတ်ကိုအရယူသွားနိုင်ပါတော့တယ်